လောက်ထိဆက်ဆံရေးပြည့်လဲဆိုလို့ရှိရင်နောက်ကျမှရိုက်ပြတတ်မှတ်ထားโอเคကျွန်တော်ဒီနေ့သဖြင့်သွားညက်မယ်ကျွန်တော်တို့တော်များမေးကြတယ် brother ဘာကေလဲဘာကေလဲဆိုအဲ့ဒီကေကိုကျွန်တော်ဒီနေ့စပိန်ညက်ဆရာကိုမေးခဲ့မယ်စပိန်ညက်ဆရာကြီးကလည်းသွားတာတိတ်ဆက်ဆံရေးတိတ်မပြေပြဘူးဒီလူကဒီမှာသူတယောက်တည်းပဲတဆိုင်နဲ့ပဲရှိရဆိုတော့နည်းနည်းမန်တက်ဒီဘက်မှာ mainland တော့ရှိပြီနေပူတယ်ဘက်ကဒီဘက်လမ်းကြားကနေသွားအောင်ကျွန်တော်ဘာတွေလုံးနေတော့ဥပဒေပတ်တသေးတယ်ဟမ်စပင်းသွားညံ့မလို့ဟိုဘက်ကနေပြီးတော့ကြောင်ထဲကနေသွားတယ်လမ်းဆိုးတယ်ဒီကြားထဲတော့တစ်ချက်ပြမယ် like this အမျိုးကြီးဒီမှာတိတ်ပြီးသွားကျွန်တော်ချောင်းကမ်းဘေးကနေညောင်ပြီးတော့သွားတယ်တုံလေထုံစက်တွေပါညာဒီကောင်တွေပဲသွားကြတယ်ဒါတော့မှမိုးရင်းဘက်ဆိုသွားလို့မရဘူးဒီချောင်းရေပြည့်ဒီကောင်လည်းဒီကောင်နေဒီဘော်တွေထိပါရေရောက်မလွယ်သွားတော့ဒီနားမှာဟောကြည့်ဒီလမ်းတော့ဒါ main လမ်းမှာလည်းတစ်ခုထပ်ဖြစ်လာလိုက်ပြီဒီကောင်ကနေပြီးတော့မှဒီဘက်မှာရှိတယ်ဒါခုနကကျွန်တော်ပြခဲ့တဲ့ main လမ်းပေါ့အဲ့ main လမ်းကိုဆက်ထားတယ်အခုဒီကောင်ကဒီနားလေးထိတော့ရောက်လမ်းနေခင်းတာရှိအောင်ပါကြောက်လမ်းကြီးပဲဒီကနေသွားဟိုဘက်အဲ့ကောင်ကဒါကားလမ်းမကြီးပေါ့ပြန်ရောက်သွားမှာအခုကျွန်တော်တို့ဒီဘက်ကနေသွားအခုကတော့ဒါနေကင်းဘက်ဖြစ်သွားပြီမနေ့ကစောစောကလည်းကိုယ်လည်းအလုပ်ရှိနေမှာအောင်နေကင်းဘက်ဒါဆိုဘယ်လောက်ရှိတနားရီလောက်ရှိတော့2နာရီလောက်ရှိတော့ညနေပဲသွားလို့ရှိရင်လည်းဒါဟောမိုးချုံနေပြီမဟုတ်ညနေပဲ3နာရီ4နာရီလောက်သွားယူဟောညက်ပေးနိုင်ဘူးကွာဆိုင်ရပိတ်ပြီးပါညာလို့အဲ့လိုမရှိသူလည်းစကားပြောတာတတိထားကျုံးငယ်တော့တက်ခဲ့တဲ့ကျောင်းသားရောက်တော့တစ်ချက်ပြကျောင်းတက်လေးပဲဒါပါတပေပူတာလာပါလားဒီပင်ရှိကျောင်းရှိတက်မှာမူစည်းတန်းတွေကတော့ຫນွေဘက်ကျောင်းပိတ်တော့ဖြတ်သွားโอเคစပယ်ညက်ဆိုင်လာရောက်ပါပြီစပယ်ညက်ဆရာဟုတ်ပဲရောက်ဒီမှာဒေါ်လာနဲ့ရှင်းရနော်ဘလောက်ထိဆက်ဆံရေးပြည့်လဲဆိုလို့ရှိရင်နောက်ကျမှရိုက်ပြတတ်မှတ်ထားနောက်ကျရိုက်ပြတတ်မှတ်ထားတဲ့ဈေးမပေးနိုင်ရင်အားမပေးပါနဲ့နော်အဲရှင်းတယ်ပြောင်းမယ်သူတို့ဒီမှာမေးတာကျွန်တော်မေးတော့ဘယ်လိုမေးလဲဆိုတော့ဘာကီယိုနဲ့မပြောတယ်စက်နေညိုက်တာစပင်ကမိုက်တယ်ဗျာဘာကီလဲဆိုကျွန်တော်မသိဘူးလို့ပြောတယ်ဒီနေ့စပင်ညက်ဆရာကြီးကိုကျွန်တော်သွားပြီးလို့ရှင်မေးခဲ့မယ်ဆိုတော့လူညက်ဆရာလည်းဆင်ပြေလို့ညက်ပေးကြသူလည်းမသိဘူးအခုဒီဘက်မှာနောက်ထပ်အသစ်ဖွင့်လာတဲ့ဟာဘာမှတင်ရသေးဘူးနည်းနည်းပဲတင်ရသေးနည်းနည်းတင်ရသေးပြီဘယ်လိုမတောင်းနိုင်ကြပါဘူးတောင်းနိုင်ကြလို့ဆိုတော့အဲ့တော့ Facebook မတောင်းနိုင်ကြပါဘူးရွာမှာကြောက်လေဒီဟိုလိုမျိုးကြီးဘလော့တွေပါကြတိတ်ဆင်ပြေကျွန်တော်ဒီရန်ကုန်တွေဘာညာတွေဆိုတော့တစ်မျိုးပေါ့ဗျာဘာညာကျွန်တော်တို့ဒုထုသွားစားပါမယ်ဗာပြည့်နေဒီမှာကြည့်လိုက်နော်ကလေးလူကြီး1500ပဲပြည့်တတ်မှတ်ထားတဲ့ဈေးမပေးနိုင်ရင်အားမပေးပါနဲ့ဘောပေါ်လာဆိုင်ရအဲ့လိုမျိုးအဆင်ပြေညနေနည်းနည်းလေးမိုးချုပ်လာရင်မရတော့ဆိုင်မကောင်းပါ
စတဲ့ရမကောင်းတော့ဘယ်နိုင်နောက်ဆုံးဘယ်နိုင်နောက်ဆုံး 9နိုင်နောက်ဆုံးအေး9နိုင်လောက်ဆိုလဲဒါတောက်နိုင်ရောတောက် မရဘူး တောက်နိုင်မရဘူး ဆင်းရဲရမှာပဲ ဒီကနေ့ကို 9နိုင်ဆိုရင်ဒါတောက်နိုင်ထိုးတော့မှာဆိုတော့ တောင်းနိုင်ချက်တော့ တော့မယ်ကျွန်တော်သွားတော့မယ်ဗျာတောက်နိုင်ထိုးတော့မယ်ဆိုတော့မရတော့โอเคဒီတော့ဒီလောက်ပဲကျွန်တော်လည်းမေးခဲ့ပြီးပြီဘာကေလဲဆိုတော့မေးခဲ့ပြီဒါပေမဲ့ तू လည်းမသိဘူးဆိုတော့ပြောလို့မတတ်တော့ဘူးတက်ဘိုင်ဘိုင်ကျွန်တော်နောက်နေ့မှထပ်တွေ့